လို့နဲ့အကျင့်ချင်းဘုံကြီးအသိမသိတဲ့ဘာတွေမှမသိဘူးအခုတော့ဘုံကြီးရှိတယ်နော်တရားဝဲပြီးမှကာကူတိုက်ပဲဆိုပြီးတော့စီစဉ်လာတာဘုံကြီးကတရားဟောနေတာ9 နာရီလောက်တရားဟောတာ7 နာရီလည်းမပြီး12 နာရီလည်းမပြီးဘုံကြီးနေစားလာတယ်တနာရီလောက်တော့ကာကူလည်းတို့အဲ့တော့ဘုံကြီးကနာမည်ရတာကာကူတို့ဘုံကြီးတရားဝဲစားကြရအောင်အဝဲစားတာဘာသာမေးနေတယ်ဘုန်းတော်တွေကတက်ကကြီးလာတာဘဝတုသဗ္ဗမေနန္ဒကန္တုသဗ္ဗတိဝတ္တသဗ္ဗဗုဒ္ဓ ानु ဘာဝိနာရာသုတိဘုံတုတိဘဝတုသဗ္ဗမေနန္ဒကန္တုသဗ္ဗတိဝတ္တသဗ္ဗဓမ္မာနုဘာဝိနာရာသုတိဘုံတုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနရာသုတိဘုံတုတိသဗ္ဗမင်္ဂလာလုံးစုံများစွာကျင့်တဲ့ဘုရားတက္ကရာတော်မူရာဖြစ်စေခန္ဓာကိုယ်သောမောလာဇန်14ရက်မင်္ဂလာရှိတဲ့နန္ဒကိဉ္စီကာလသမယမှာသိက္ခာတိရောဘုံဝေရောရက္ခသတိမှရှိကြတော်သောဘုရားသာသနာ့မိသားစုအပေါင်းတို့နဲ့လမ်းကြီးယေဝုယမနေကြတော်သောဘုရားဘုရားသူတော်ရှင်ယောနိနိအနုတ္တရေသောဒီနေ့နေ့ဒီလိုမှာဘုရားမိသားစုတို့ရဲ့ဧကကြီးရရှိကြရန်ကြောင်းနိုင်ဘာသောဘာသောဘာသောကြောင့်ဘုရားရှင်မြတ်တို့ကဒီမှာဘာမှသမ္မာတော်မူတဲ့သံဃာတော်ရှင်မြတ်ဒီကုပ္ပဒိယယုံကြည်ဆုံးဖြတ်ခြင်းဣဒ္ဓကြီးရဆွေကြရန်ကြောင်းဆရာတော်ကိုဒီမောသသမ္မာတော်ရဲ့သိက္ခာကျင့်ကံတော်ညီခြင်းကပြုလို့ရခြင်းကကာလတမေယ၌ဘုရားမြတ်စွာဘုရားမြတ်စွာဘုရားသံဃာမြတ်စွာဘုရားဤရဏမြတ်သောဘုံကိုဒီဘောဒီဝါဆရာတော်မတို့ကသတ္တယေညုလက်ဆုံးမူ၍ရှိဖို့ပူဇော်မှုမျိုးမှန်လျော့အတဏ္ဍရောလိုက်ကြရဘုံဘုံဘုံနာဗနာမသက္ကိစ္စကာဝကုသိုလ်ကံစေရနာဆရာတော်တို့ကြောင့်နေထဗေဒယမကတိဘောရံကင်းလို့ငြိမ်းချမ်းလုံးသိပြည့်အသက်ရှိခြင်းဆင်းလာခြင်းချမ်းသာခြင်းခြင်းပေါင်းခြင်းခြင်းဉာဏ်ပညာခြင်းဘုံတကောအနုဘောကြီးခြင်းမျိုးမြတ်ခြင်းသံသာခြင်းစရှိတဲ့လောကီကောင်းကျိုးချမ်းသာဘုဒ္ဓများတို့သည်ဘဝစတန်စတန်ပြည့်စုံရကုန်ပြီလေသံခိန်သီလဒါနသာဂိပါရမီကုသိုလ်ညီညွတ်ပဲဘုရားတော်တော်နဲ့လက်ဖို့နိဗ္ဗာန်ကြီးကိုသင်မြန်သောအသိဉာဏ်လွယ်ကူသောအကျင့်တို့ဖြင့်ဘုဇီကုငါရရွယ်ရောက်ွယ်မျက်မှောက်ပြုွယ်နိုင်ကြပါစေအဟံဗန္တိဣဒရဏေနသဟသင်္သသီလံဓမ္မယသာမိလောကကတဝါဣဗန္တိထနိဗ္ဗန္တိဣတိယံပိအဟံဗန္တိဣဒရဏေနသဟသင်္သသီလံဓမ္မယသာမိလောကကတဝါဣဗန္တိထနိဗ္ဗန္တိယတိယံပိအဟံဗန္တိဣဒရဏေနသဟသင်္သသီလံဓမ္မယသာမိလောကကတဝါဣဗန္တိထနိဗ္ဗန္တိယမဟာဝဒမိဓမ္မဝတေထနမောတတ္တဗုဒ္ဓဝတ္တအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသ
တ္တဆိုတာဥဒ္ဓမဘုရားဘာသာမှာပထမဦးဆုံးပေါ်လာတဲ့ဘုရားရှိခိုးပါပဲဘုရားလက်ထက်ကတရားမင်းကြီးကမြတ်စွာဘုရားထံလာတဲ့အခါမှာဟောဒီနမောတတ္တနဲ့ရှိခိုးတဲ့အတွက်တရားမင်းဘုရားရှိခိုးလို့လည်းဒီလိုမှတ်သားရတော့အဲ့တော့ဒီနမောတတ္တဟာအတူဆုံးဘုရားရှိခိုးပါပဲအတူဆုံးဆိုပေမဲ့ဒီနမောတတ္တရမှာမြတ်စွာဘုရားရှင်ရဲ့ဘုန်းတော်တွေအရဟံဆိုတဲ့အရဟံဆိုတဲ့မြတ်စွာဘုရားရှင်ရဲ့အရဟံကိုဘဂဝတောအရဟတောဆိုတဲ့အရဟံကိုဘဂဝတောလို့ခေါ်တဲ့ဘဂဝါကိုသမ္မာသမ္ဗုဒ္ဓတ္တဆိုသမ္မာသမ္ဗုဒ္ဓကိုဒီလိုဂုဏ်ပေါင်းနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်အားရှိခိုးပါ၏ဆိုပြီးတော့ဒီလိုအဓိပ္ပာယ်လေးကိုသိပြီးရှိခိုးရတဲ့အခါမှာစိတ်ထဲမှာပို့ပြီးတော့လည်းပဲကြည်နမှုဖြစ်ရတယ်ပို့ပြီးတော့လည်းပဲကြည်နမှုဖြစ်ရတယ်ပို့ပြီးတော့လည်းပဲအဓိပ္ပာယ်သိပြီးရှိခိုးရတဲ့အခါအကျိုးကျေးဇူးကလည်းပဲပို့ပြီးတော့ကြီးမားတယ်ပူဇော်ခံရညံတဲ့လိုက်ရကိုယ်ကိုစည်းစိမ်ဆိုပေါ်ရုပ်ဆင်းချောရည်နှစ်သက်ရှင်လူရန်သူဖြစ်လာတာကောင်းစွာကြောကြဤရှိပါကဘုရားရှိခိုးရပြုပြီးနောက်ဘုရားကတရေတစ်ခါရှိခိုးလိုက်ရတယ်ဒီလိုကျိုးကျေးဇူးတွေရတတ်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ရဲ့ဘုန်းတော်တွေကိုနော်ဘုန်းတော်ရဲ့အပေါ်မှာဘုန်းတော်တွေကိုမြင်လာအောင်ဒီနမောတတ္တရဲ့အဓိပ္ပာယ်လေးကိုသိပြီးတော့ရှိခိုးရအောင်ဒါဆိုလိုက်လူနဲ့မြမတတ္တဝါတို့၏ပူဇော်သူကိုခိုင်ရုံထိုက်သောသစ္စာလေးပါးနတရားကိုဆရာမကုတရားပူဉာဏ်ဖြင့်ဘုရားမှန်စွာသိမြင်တော်မူပြီးသောဘုန်းတော်၆ပါးသခင်တရားရှင်အားရှိခိုးပါ၏ဘုရားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာသုံးဘစေရနာသံဉ္ညာတိခေမာအထောဆိုင်လို့သောဣဓမ္မေပုံညံအတဝေခယဝဟံဟောတုတပည့်တော်တို့ဤယနေ့ယခုစိတ်ဓာတ်ကြီးပါရွှေကြရန်ကြောင့်တိုင်၌ပုရိမဝါမသံယောက်ရသောသံဃာတော်တို့အားကထိန်တရားသင်္ကန်းစက္ကတူတန်းရခြင်းစိတ်ဓာတ်ကြီးပါရွှေကြရန်ကြောင့်ဆရာတော်အားသိက္ခာထစိတ်ကံတော်မြင့်သည့်ပုဏ္ဏောပသံပရာကုသိုလ်ကိုပြုလုပ်ရသောကုသိုလ်တို့၏အဖို့ပါကမှန်သမျှကိုယခုဘဝရှိဘဝကသောဆိုင်ခရကုန်သောမိခင်ဖခင်ကျေးဇူးရှင်တို့အား၎င်းဆရာသခင်ကျေးဇူးရှင်တို့အား၎င်းဆွေမျိုးသားချင်းမိသိင်္ဂပေါင်းတို့အား၎င်းကိုယ်ဆောင်နဲ့ကျောင်းဆောင်နဲ့အိမ်ဆောင်နဲ့ရွာဆောင်နဲ့ကိုယ်ဆောင်နဲ့တောင်ဆောင်နဲ့သာသနာတော်ကိုစောင့်ရှောက်ကြကုန်သောသမ္မာဒေဝနတ်မြတ်နာကောင်းနတ်ပေါင်းတို့အား၎င်းအထူးအားဖြင့်ဤရှိကြရန်ကြောင်းတိုင်၌အစဉ်အဆက်တရင်သုံးတော်မူခဲ့ကြကုန်သောဆရာတော်ဘုရားကြီးတို့အား၎င်း31ဘုံကျင်းလည်ကုန်သောဝိနည်းများစွာတတ္တဝါတို့အားအညီအမျှဝေငှပါ၏ထို့ထို့များစွာတတ္တဝါတို့သည်ဤကောင်းမှုကိုကြားသိကြ၍အမျှရ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြယေရမမူကြပါကုန်သောသာဓု
သာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ရေရာမူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ရေရာမူကြပါကုန်သောသာဓုသာဓုသာဓုအလုံးစုံတရားဓမ္မပေါင်းသူတော်ကောင်းတို့သည်ယနေ့ယခုချိန်ကမှစ၍ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှပြချမ်းသာကြပါစေ။ကောင်းကျိုးလူရဆန္ဒတွေပြည့်ဝကြပါစေ။သိရှိကြပါစေ။အနာရောဂါတွေကင်းကြပါစေ။သူတော်ကောင်းတရားတွေဆောက်တည်နိုင်ကြပါစေ။ဒီကထေယအကျိုးတိုက်ရိုက်ခံစားရတာအဆုံးသံဃာတွေ။သံဃာတွေဒီကထေယအကျိုးတိုက်ရိုက်ခံစားရတယ်။ဒါကတော့မတွေကဒီကထေယအကျိုးတရားနဲ့ခံစားရတယ်။ဘုရားသံဃာတွေကဘယ်လိုခံစားရလဲ။မြတ်စွာဘုရားရှင်ကဒီနည်းတရားတွေပြညာခဲ့တယ်။နမနသာရအသမတနာသာရစသဖြင့်ဒီသိက္ခာပုဒ်ကိုဘုရားကပြညာခဲ့တယ်။ဒီသိက္ခာပုဒ်တွေကိုဒီကနေ့ကထိန်ခံတဲ့ပုဂ္ဂိုလ်တွေကကျူးလွန်နေရင်လည်းပဲဘုရားကပြမရှိဘူး။နော်။ဒါကြီးလေးတဲ့ပြတော့ပုဂ္ဂိုလ်ကိုသိငယ်တဲ့ပြည့်တွေ။ဆိုကြပါစို့တရားဓမ္မတွေအရှင်မြတ်ခမင်းစားကြွခဲ့ခမင်းစားရအောင်ကြွခဲ့ပြောလို့ရှိရင်ဒီနေ့ဆံပါလေးလိုက်တာဆိုစားလို့မရဘူး။ဘုရားရဲ့ဒီနေ့ကြီးခမင်းစားမယ်ခမင်းစားပါခမင်းစားကြွပါလို့ပြောရင်ဒီနေ့ဆံပါလေးကြွလို့မရဘူး။ဘုံဝေးဆိုတဲ့ယဟန်တို့အားစားမိလာမှုစကားပြီးနဲ့မင်းနေရှင်မသီလမတမပြုတဲ့ဆုံးပါကြ။နော်ယဟန်နေကြတော့ဘုံဝေးပါဘုံဝေးရအောင်ကြွပါဒီလိုပြောရတာနော်သမင်းသားအောင်ကြောက်ပါသမင်းသုံးဆောင်ရအောင်ကြောက်ပါလို့ဒီလိုစကားနဲ့ပြင်မယ်ဆိုလို့ရှိရင်ခုခေတ်ကတော့ဓမ္မတွေရဲ့အလိုကိုလိုက်ကြရတာကျွန်တော်မှတ်တာဒီဘက်ကလေဓမ္မတွေမှားနေတယ်လည်းဩတို့ကြီးလေးတဲ့ပြည်မှာပုံပဲလေဒေသနာကြားရင်ဒါဒီပြည်ရဲ့ကြီးပြောင်းနေတာပဲဆိုပြီးတော့ဓမ္မတွေရဲ့အလိုကိုယဟန်တွေကပြည့်သိမ့်ခံပြီးတော့လိုက်ကြရတာဒါကြောင့်မို့အဲ့လိုအဖြစ်တွေဖြစ်လာခဲ့တော့ဒီနေ့တရားဓမ္မတွေခင်းပေးလိုက်တယ်။ဟာဒီကထိန်သင်္ကန်းကိုအလူကံခွင့်ရလို့နော်ကထိန်ခင်းလိုက်ပြီဆိုလို့ရှိရင်ဒီလိုအဖြစ်တွေမဖြစ်တော့ဘူးလေဟုတ်လား။အဲ့လိုဒုတိယတွေဒါသံဃာတွေတက်ရိုက်ခံစားရတာနော်။အဲ့ဒီတော့ဒီနေရာမှာဒုရဓမ္မတွေပြောချင်တာကဒါတွေကတော့သံဃာတိုင်းပေါ်ပြီးတာတွေဖြစ်ပြီးတော့သိပြီးတော့ဒီမပြောတော့ဘူး။အဲ့တော့ဒီကထိန်ကိုဒုက္ခတော်မှာဒီခုလိုအလူဒါနတွေလုံးခွင့်ရနေတာဟောဒီသာသနာကြီးရှိနေသေးလို့ဆိုတဲ့အကြောင်းဒုက္ခတော်မှာသိထားရတယ်ဒီကနေ့သာသနာခွဲသွားပြီဆိုတဲ့အချိန်မိမိမှာသာသနာခွဲသွားပြီဆိုတဲ့သာသနာဆိုတာကလည်းပါဠိစလုံးပေါ့သာသနာဆိုတဲ့စကားရဲ့ပါဠိစကားရဲ့အဓိပ္ပာယ်ဆိုတာအဆုံးပါမှာသာသနာဆိုတာလည်းအဆုံးပါသာသနာဆိုတာဘုန်းတို့လူတိုင်းရဲ့ဘုရားရဲ့ဇာပြားကသာသနာနဲ့ပြောနေတော့ဘုန်းတို့မြန်မာစကားလို့ပြောနေတာတကယ်တော့သာသနာဆိုတာကပါဠိစကားပါဠိစကားသာသနာဆိုတာအဆုံးဒီကမိမိတို့ပြုနေတာတဲ့ဒီကနာတိလိုက်ဆုံးမယ်ဤတိပုံညကုသလကြောင့်လောဘဒေါသမောဟကိပွားသန္တရာဝေကျင်းပါရသည်ပညာရှိနေနေတင်ပါသည်ဉာဏ်မဲ့ခွင့်၍နေတင်လူဝဲလူစင်ဝဲပဲသုံးွယ်စေရနာတောင်းညီညာသည်သေမာအထောဆိုင်လိုသောဤဓမ္မေပုံညံအာသဝကေယဝဟံဟောတုတတိတော်တို့ဤယနေ့ယခုစိတ်ဓာတ်ကြီးရွာရွှေကြရန်ကြောင်းတိုက်၌ပုရိမဝါမဖမ်းမြောက်ရသောသံဃာတော်တို့အားကထိန်လေယသင်္ကန်းစက္ကပ်တူတိုင်းရခြင်းစိတ်ဓာတ်ကြီးရွာရွှေကြရန်ကြောင်းဆရာတော်အားသိက္ခာထပ်ဆင့်ကံတော်အမြင့်သိ
ကုနောဘသံပရာကုသိုလ်ကိုပြုလို့ရသောကုသိုလ်တို့ဤအဖို့ပါကမန္တမြကိုယခုဘဝရှိဘဝကသက်ဆက်ခဲ့ကြကုန်သောမိခင်ဖခင်ဤသိရှင်တို့အား၎င်းဆရာသခင်ဤသိရှင်တို့အား၎င်းဆွေမျိုးသားချင်းမိသင်္ကာပေါင်းတို့အား၎င်းကိုယ်ဆောင်နဲ့ကျောင်းဆောင်နဲ့အိမ်ဆောင်နဲ့ရွာဆောင်နဲ့ကိုယ်ဆောင်နဲ့တောင်ဆောင်နဲ့သာသနာတော်ကိုဆောက်ရှောက်ပြတော်သောအာမဒေဝအမြတ်ညာကောင်းနတ်ပေါင်းတို့အား၎င်းအထူးအဖြင့်ဤရွှေကြရာကြောင်းတိုင်း၌အစဉ်အဆက်သတင်းသုံးတော်မူခဲ့ကြကုန်သောဆရာတော်ဘုရားကြီးတို့အား၎င်း30ဘုံကျင့်လည်ကုန်သောဝိညာဉ်များစွာတတ္တဝါတို့အားအညီအမျှဝင်ငှပါ၏ထိုတို့များစွာတတ္တဝါတို့သည်ဤကောင်းမှုကိုကြားသိကြ၍အမျှရ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်နောက်ကြရဲ့ခက်တွေနေလိမ့်မယ်နောက်ကြနေမယ်ဘုံကလေးလူပွဲတွေ့ကြမယ်ဘုံကလေးလူပွဲတွေ့ကြမယ်တန်တရာနဲ့ရှောက်ဆင်းရဲနေရဲ့ဒီကြပါရက်ကထိန်အလူဝဲတွဲကြဝဲသူပြောပြောမြမတခါလုံးဒီပွဲ တော့လူမို့လူကြလေးတွေမနှောဖြူလို့ကြည်နူးသေးပွဲအထိနာစီဝတ္တကထိန်လျာသင်္ကန်းကိုကလူပူဇော်ကြတယ်ဝဲဝဲထိန်အလူဝဲတွဲကြွယ်သူပြောပြောရက်ကထိန်အလူဝဲတွဲကြွယ်သူပြောပြောဒီမတခါလုံးစင်ရင်လာဒီပွဲဒီမတခါလုံးစင်ရင်လာဒီပွဲတော့လူမို့လူကြလေးတွေတော့လူမို့လူကြလေးတွေမနှောဖြူလို့ကြည်နူးသေးပွဲအထိနာစီဝတ္တကထိန်လျာသင်္ကန်းကိုကလူပူဇော်ကြတယ်ဝဲဝဲကျော်ရွှေနေရဒီကထိန်ပွဲနှွဲကြသူမိတ်ပေါင်းတွေနှွဲကြသူမိတ်ပေါင်းတွေမြမတခါတော့တလမှတရထဲနှွဲပြောတကြောင်မှတစ်ချိန်သာစင်နှွဲကြလို့ပြောမဆုံးပါကွယ်တရားမာတော့သိကျောင်းမာတော့သိအလူဒါနာမတော်အလူဒါနာမတော်မြတ်တော်ကတိရေတမင်းတွေစီကတန်းတူရမ်းကြတဲ့ဒီကထိန်ပွဲဘုရားသာသနာငါရောင်ဝါထွန်းနေမြို့မြို့ရွာရွာငါနေရနှက်စီမြို့မြို့ရွာရွာငါနေရနှက်စီဘုရားသာသနာငါရောင်ဝါထွန်းနေမဟာဘုံကထိန်ပွဲတော်နှစ်စင်သာနှွဲလို့ပြောတရားရီထူးရင်မြမတို့ရဲ့ကထိန်ပွဲတော်
ရှင်သည်အတိကထိန်ပွဲရဲ့နှွဲကြစုံမိတ်ပေါင်းတွေမြမတခါတော့တလမှတရက်ထဲနှွဲပြောအကြောင်းမှတစ်ချိန်သာစင်နှွဲကြလို့ပြောမဆုံးပါကွယ်တရားမှာတော့စိတ်ကြောင်းမှာတော့သိအလူဒါနာမတော်အလူဒါနာမတော်မြတ်တော်တစ်ထေရေတပင်တွေစီကတန်းတူရမ်းကြတဲ့ဒီကထိန်ပွဲဘုရားသာသနာကရောင်ဝါထွန်းနေမြို့မြို့ရွာရွာကနေရနှက်စီမြို့မြို့ရွာရွာကနေရနှက်စီဘုရားသာသနာကရောင်ဝါထွန်းနေမဟာဘုံကထိန်ပွဲတော်နှစ်စင်သာနှွဲလို့ပြောတရားရီထူရင်မြမတို့ရဲ့ကထိန်ပွဲတော်ရွှေရုံနဲ့တော်မူလေကလို့နေကြပြီရှင်အိုဒီဝိုင်းတို့ဘဝတွေစတိုင်းကြကြမြိုင်လာတဲ့ခုရွှေရုံနဲ့တော်မူလေကလို့နေကြပြီရှင်အသေးဓမ္မမှာကျွေးလောက်ကတကယ်ပဲကြည့်လို့မဝနိုင်နဲ့အသေးဓမ္မမှာကျွေးတကယ်ပဲကြည့်လို့မနိုင်နဲ့အလူရှင်တွေစီတန်းလို့ကြိမ်နေငန်းကြီးလဲလို့လာပြီဝေပရိသားတွေဝေဆန်းဆန်းပေါင်းစုလူကြသည်ဝေပရိသားတွေဝေဆန်းဆန်းပေါင်းစုလူကြသည်ပေါက်ဆက်ကြီးတွေအပြည့်ကျဲကတရုံးလုံးနဲ့အုံးညံစီဖျားမာတော့စိတ်ကြောင်းမာတော့သိစွမ်းမာတော့ပိန်လက်တင်ငန်းကြီးလူခွေရတဲ့ကထိန်ကုန်ကြနေကာလဒါနာခါကြပါမှလူကြရတဲ့ရွှေမြမာတို့ရဲ့ထူးတဲ့မဟာဘုံကတဲ့ဒီနေ့မမတလားဒီကြောင့်မမတကြိမ်ထူးကြတဲ့ကထိန်မြင့်မြတ်တဲ့ကထိန်မြမပြည်နဲ့ပြမှလူခွင့်ရတဲ့စပေါင်းကထိန်ကတိနာစီဝရံတန်ခါတာတွေမှာပါဗျာဟိရဝါရဗုဒ္ဓဘာသာသာသနာရောင်းဝါပေခါမမမိန်တကယ်သားတဲ့ချိန်ဗုဒ္ဓဘုရားရဲ့သားတော်များကိုမြတ်သင်္ကန်းများလူရတဲ့ကထိန်တတိကျတစောင်းမုံပြောလို့မဆုံးတပြုံးပြုံးနဲ့ပြောတဲ့စီတဲ့ညညမစဲကထိန်ဝဲများနှွဲတဲ့ဒီချိန်ကထိန်ဝဲများနှွဲတဲ့ဒီချိန်ညီညီညာညာကြည်ကြည်သာသာကာလဒါနာခါကြပါမှလူကြရတဲ့ရွှေမြမာတို့ရဲ့ထူးတဲ့မာဘုံကထိ
ကထိန်သင်္ကန်းကြီးလဲလို့လာပြီငွေပရိသတ်တွေဝေဝေဆာဆာပေါင်းစုလူကြသည်ငွေပရိသတ်တွေဝေဝေဆာဆာပေါင်းစုလူကြသည်ပေါက်ဆက်ကြီးတွေအပြိုင်ကျဲကတရုံးလုံးနဲ့အုံညံစီဖျောင်းမာတော့စိတ်ကြောင်းမာတော့သိမ်းစွမ်းမာတော့ပိန်လက်သင်္ကန်းကြီးလူခွေရတဲ့ကထိန်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 ထမင်းလဲမိန်မိန်ဟင်းလဲမိန်မိန်စားကြတော့ကြကခုံရနေကာလတာနာခါကြပါမှလူကြရတဲ့ရွှေမြမာတို့ရဲ့ထူးတဲ့မဟာဘုံကထိန်တွေ့နေ